လူတွေကိုဆွဲဆောင်နိုင်တဲ့တင်းရဲ့ထူခြားတဲ့ aura ပြီးတော့တင်းရဲ့ PR ဓာတ်ညှို့တက်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့လူတွေကိုဆွဲဆောင်နိုင်တဲ့ PR ဓာတ်မျိုးကဘယ်လိုဓာတ်မျိုးတွေဖြစ်မလဲဘယ်လိုအခြေအနေမျိုးတွေကလူတွေကိုဆွဲဆောင်နိုင်လဲဆိုတော့ gradient အတွက်ဒါလေးက cat 1ဒါလေးက cat 2 cat တွေကလေနမိတ်တွေက cat စင်တော့မဟုတ်ဘူးဒါပေမဲ့ပုံစံတွေကကျတော့နောက်ခံကတပုံစံနဲ့လာတာပေါ့နော်ဒါကြောင့်မလို့ပိုင်းရွှေရတော့ cat တော့ cat လိမ့်မယ်ကျွန်တော်ခေါင်းစဉ်တော့မတက်ပြီးတော့1 2နှစ်ခုရှိတယ်ပေါ့နော်ဆိုတော့ကိုစိတ်အာယုံတခြားစိုက်ပြီးတော့နမိတ်ကတူပဲဆိုပေမဲ့တင်းနဲ့နှစ်လို့ကောင်းတဲ့မှာတွေးပြီးရင်ကိုရဲ့စိတ်ထဲပဲဟာအာယုံပူလာလဲအာယုံလာတဲ့တက်ကက်ကိုရွှေ့ပြီးပေါ့နော်ဆိုတော့ခဏရွေးတယ်မှာအားလုံးကိုပြန်လည်တွေ့ဆုံကြပါမယ် Hello group 1တမလေးတွေအားလုံးမင်္ဂလာပါဆိုတော့ဒီ temperance ကက်ကိုယူထားတဲ့သူလေးတွေရဲ့ထူးခြားတဲ့လူတွေကိုဆွဲဆောင်နိုင်တဲ့အရာမျိုးပေါ့နော်ဆိုတော့ပထမဆုံးတစ်ချက်အနေနဲ့ဒီပိုင်းကိုရွေးတဲ့သူတွေကsocial skill ကောင်းတဲ့သူမျိုးတွေလူတွေနဲ့ပတ်သက်ပြီးတော့ထိတွေ့ကောင်းတဲ့သူမျိုးတွေများလိမ့်မယ်လို့တော့ထင်တယ်လူဦးရေလူတွေအများကြီးနဲ့ဆက်ဆံနေရတဲ့သူမျိုးတွေတောင်းတနေရတဲ့လူတွေနဲ့ပြောဆိုပတ်သက်နေတဲ့အလုပ်မျိုးတွေဒါမှမဟုတ်ရင်လည်းလူတွေနဲ့ပတ်သက်ပြီးတော့လောက်ကင်နေရတဲ့ communicate လုပ်ရတဲ့အလုပ်မျိုးတွေလောက်ကင်လိမ့်မယ်လို့လည်းထင်တယ်ပေါ့နော်ဆိုတော့ဒီရဲ့ balance ဖြစ်တဲ့အရာမျိုးတွေပြီးတော့အခြေအနေနဲ့ချိန်ခါကိုကြည့်ပြီးတော့ပေါက်တင်မျိုးလိုမျိုးပဲအရာအောင်ပြောင်းတတ်တဲ့သူမျိုးတွေပေါ့နော်ဆိုတော့ဒီရဲ့အချက်တွေကလူတွေကိုဆွဲဆောင်နိုင်တဲ့အချက်တစ်ခုအနေနဲ့ပါတယ်ပြီးတော့ကိုယ့်ရဲ့ inner peace and healing ပေါ့နော်ကိုယ့်ရဲ့စိတ်ကတည်ငြိမ်တဲ့ထဲမှာမျိုးပါတယ်ကိုယ့်ရဲ့တည်ငြိမ်မှုကတခြားလူတွေကိုကိုကအေးလိုင်းနေထုတ်ပြီးတဲ့အတွက်ကြောင့်မလို့ကိုယ့်စီကိုလာတဲ့အရာမျိုးတွေကလည်းအေးတဲ့အရာမျိုးတွေပေါ့နော်ပြီးတော့လူတွေကကိုယ်နာမှာနေနွေးထွေးတယ်ကိုယ်နာမှာနေရင်ပျော်ရွှင်ရတယ်ဆိုတဲ့ခံစားချက်မျိုးတွေရတယ်ကိုကအေးလိုင်းနေထုတ်လို့တတ်တဲ့သူမျိုးတွေကလည်းလူတွေကိုဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ပြီးတော့ကိုကစိတ်ရှည်တတ်တဲ့အကြောင်းအရာကိစ္စမျိုးတွေကိုဆိုရင်ကိုယ့်ရဲ့စိတ်ကတည်ငြိမ်ပြီးတော့ဘယ်လိုပြဿနာမျိုးတွေပဲဖြစ်လာအေးစစ်စစ်နဲ့ဘဝကိုဖြစ်တတ်နိုင်နေပေါ့နော်မဖြစ်နိုင်တဲ့အရာမျိုးတွေဆိုရင်လည်းကိုယ့်ရဲ့စိတ်ကနေပြီးတော့တန်တန်နဲ့ဖြစ်နိုင်အောင်ကြိုးစားတတ်တဲ့သူမျိုးတွေကဒီပိုင်းကိုပို့ပြီးရွေးလိုက်မယ်လို့လည်းကျွန်တော်ထင်တယ်ပေါ့နော်ပြီးတော့ပတ်ဝန်းကျင်ပြီးရင်အနေထိုင်ပြုမှုတွေနဲ့ပတ်သက်ပြီးတော့ရရညှိထွေဆွမ်းနေတဲ့သူမျိုးတွေလူတိုင်းနဲ့ကြာရစကုန်နိုင်အောင်ကားတတ်တယ်ပေါ့နော်ကောင်းဒီပဲဖြစ်စီဆိုးဒီပဲဖြစ်စီလူတိုင်းနဲ့တဟစတာဖြစ်တတ်အောင်နေတတ်တဲ့အချက်မျိုးတွေကလည်းလူတွေကိုဆွဲဆောင်နိုင်တဲ့အချက်မျိုးတွေပြီးတော့အာယုံပြုမှုပေါ့နော်mindfulness နဲ့ awareness ပေါ့နော်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနားလည်ပြီးတော့အချိန်နဲ့ချိန်ခါကိုကြည့်တတ်တယ်အချိန်နဲ့ချိန်ခါကိုမူတည်ပြီးတော့ကောင်းတဲ့ຢာမျိုးတွေပြုလုပ်တတ်တယ်ဘယ်အခန်းကဏ္ဍမှာမဆိုကိုကဘယ်လိုနေရင်ဘယ်လိုအဆင်ပြေမယ်ပြီးတော့ပညာဆိုတာရတဲ့နေရာယူလိုတဲ့နေရာသုံးဆိုတဲ့စိတ်မျိုးနဲ့စိတ်ရှည်ရဲ့တက်မှုတွေပြီးတော့ attention goals ပေါ့နော်အာယုံကိုတနေရာဆိုတနေရာအာယုံစိုက်တာမျိုးမဟုတ်ဘဲနဲ့ energy transfer လုပ်တတ်တယ်အပူရှိရင်အေး line ကိုရအောင်ရှာတတ်တယ်အေး line ဆိုရင်လည်းဒီအေးတဲ့အေးအောင်လူတွေကိုအေး line ထုတ်လွှတ်နိုင်အောင်နေတတ်တဲ့အချက်မျိုးတွေပေါ့နော်ဒီလိုအချက်မျိုးတွေကလူတွေကိုဆွဲဆောင်နိုင်တဲ့အရေးချင်းမျိုးတွေနဲ့လူတွေကိုအာယုံစိုက်နေတဲ့သူမျိုးတွေလူတွေကိုပူပြီးသဘောကျနိုင်တဲ့အချက်မျိုးတွေဖြစ်တယ်ပြီးတော့ပေါင်းစပ်နိုင်မှုပေါ့နော်ကိုကတခြားသူများနဲ့တဟားစတာဖြစ်အောင်နေနိုင်တယ်တစ်ဖက်လူစီမှာစိတ်ညစ်စရာရှိတယ်ဆိုရင်လည်းကိုယ့်ရဲ့စကားတစ်ခုကြောင့်ကိုယ့်ရဲ့ပြည်မှုတစ်ခုကြောင့်တစ်ဖက်လူတွေအီချမ်းသွားတယ်နှွေးသွားတယ်ဆိုတဲ့ပုံစံမျိုးတွေပြီးတော့တစ်ဖက်လူတွေကို healing လုပ်ပြီးနိုင်တယ်တစ်ဖက်လူရဲ့စိတ်ခံစားချက်တွေတစ်ဖက်လူရဲ့အဆင်ပြေတာမျိုးတွေကိုကိုကအဆင်ပြေသွားအောင်စကားနှုတ်ဤဆောင်မှုတော်၎င်းစိတ်ဤဆောင်မှုတော်၎င်းကိုဤဆောင်မှုတော်၎င်းပေါ့နော်ဒီလိုဆောင်မှုတွေကြောင့်လူတွေကကိုယ်ကိုဆွဲဆောင်နိုင်တဲ့သူမျိုးတွေပြီးတော့လူတွေကကိုယ်ပို့ပြီးသဘောကျတဲ့အချက်မျိုးတွေရှိနေရပေါ့နော်ပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ပေါ့နော်ကိုကသူများတွေထပ်ပို့ပြီးတော့ရင်းချက်တဲ့သူမျိုးတွေဖြစ်လိမ့်မယ်နားလည်မှုရှိပြီးတော့ကိုယ့်ရဲ့အကြံဉာဏ်တွေကတစ်ဖက်လူတွေရဲ့လမ်းညွှန်မှုကောင်းပေါ့နော်ဆိုတော့ကိုနဲ့လူတယောက်နဲ့စကားပြောပြီးဆိုရင်ကိုပြောလိုက်တဲ့စကားတစ်ခုဒီလူကတော်တော်မသိနားထောင်တာမျိုးတွေကိုနဲ့စကားပြောပြီးဆိုရင်စိတ်လွန့်သွားတာမျိုးစိတ်ပြေသွားတာမျိုးမရှိဘဲနဲ့ဘာပြောလာမှလဲဆိုပြီးသိချင်တဲ့သူမျိုးတွေပေါ့နော်ဒီရဲ့အချက်တွေကကိုလူတွေကကိုကိုပို့ပြီးအာယုံဆိုင်နေတဲ့အချက်မျိုးတွေလူတွေကကိုပို့ပြီးသဘောကျနိုင်တဲ့အချက်မျိုးတွေလို့တော့ကတော့ပြောနေပါတယ်ဆိုတော့လူတိုင်းမှာကပင်ကိုအချင်းနဲ့ဇယိုက်တဘာဝဆိုတာရှိတယ်ကိုရဲ့တဘာဝဇယတွေကိုတုံးချပြီးခါကျတော့လူတွေကိုပို့ပြီးဒီချက်ပို့ပြီးဆွဲဆောင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဆိုတော့ဒီ reading နဲ့ကိုယ်နဲ့တိုက်ဆိုင်မှုရှိနေလားဆိုတာကိုကိုမမှတ်ခဲ့ပြီးဖို့အတွက်ညတာရက်ခံအပ်ပါတယ်ပြီးတော့ personal reading မေးချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram နံပါတ်ကနေပြီးတော့ဆက်သွယ်ပေးလို့ရပါတယ်ခင်ဗျာ Hello ပိုင်း2လေးတွေအားလုံးမင်္ဂလာပါဆိုတော့ဒီပိုင်းကိုကယူတဲ့သူတွေကငကိုကလေးကဆွဲဆောင်မှုရှိတဲ့သူမျိုးတွေပေါ့နော်တဘာဝရှိဆွဲဆောင်မှုရှိတဲ့သူမျိုးတွေကဒီပိုင်းကိုပို့ပြီးရွေးလိုက်မယ်ပြီးတော့အကြောင်းအကိစ္စတစ်ခုခုဆိုရင်စိတ်ဝင်စားမှုရှိပြီးတော့မဖြစ်မနေပေါ့နော်တနေရာဆိုတနေရာ attention goal ဆက်တဲ့သူမျိုးတွေအာယုံကတစ်ခုဆိုတစ်ခုလည်းဆက်တဲ့သူမျိုးတွေကဒီပိုင်းကိုပို့ပြီးရွေးလိုက်မယ်လို့တော့ထင်တယ်ပြီးတော့ကိုယ့်ရဲ့မာနပေါ့နော်ကိုယ့်ရဲ့မာနဆိုတာဘာလဲဆိုတော့ကိုယ့်ရဲ့တကူထဲကနေခံယူထားတဲ့အတ္တပေါ့နော်ဆိုတော့ဒီလိုအတ္တတွေမျိုးကလူတွေကိုဆွဲဆောင်မှုရှိပြီးတော့ကိုယ့်ရဲ့ခံစားချက်တွေကအမြဲတမ်းလှုပ်ဆောင်နိုင်တဲ့သူမျိုးတွေပြီးတော့စကားပြောတာနေပြီးခါကျတော့ကိုယ့်ရဲ့ capability မျိုးအနေထားတစ်ခုမျိုးရှိတဲ့သူမျိုးတွေကဒီပိုင်းကိုရွေးလိုက်မယ်ပြီးတော့အဲ့ဒီအရာတွေကလူတွေကိုဆွဲဆောင်နိုင်တဲ့အချက်မျိုးတွေပေါ့နော်ပြီးတော့ကိုကတက်တည်ပြင်းပြတဲ့သူမျိုးတွေ
ပေါ်နော်ပြီးတော့ဒီကက်ကိုယူတဲ့သူတွေကတစုံတစ်ခုခုဆိုရင်အာယုံဆိုင်နေတဲ့သူမျိုးတွေတစ်ဖက်ကကြည့်မယ်ဆိုရင်တော့အာယုံဆိုင်နေနေဆိုတာကောင်းတဲ့အရာမျိုးတွေဆိုရင်တစ်ဖက်ကကြည့်မယ်ဆိုရင် overthinking နေပေါ့နော်ဒီရဲ့အရာတွေကလည်းလူတွေကိုကဆွဲဆောင်နိုင်တဲ့အချက်မျိုးတွေထဲကနေပြီးတော့တစ်ခုပါတယ်ပြီးတော့ကိုယ့်ရဲ့စိတ်အားထက်သန်မှုကိုယ့်ရဲ့ကောင်းတာပဲဖြစ်မကောင်းတာပဲဖြစ်ကိုအာယုံဆက်လက်တဲ့အရာမျိုးတွေကလူတွေကိုတရားမှုရှိစေနိုင်တယ်ပြီးတော့ဒီပိုင်းကိုယူတဲ့သူတွေရဲ့စမ်းသပ်မှုတွေစင်ခုံမှုတွေပေါ့နော်ကို့မှာကလက်မလွတ်နိုင်တဲ့အခြေအနေမျိုးတွေထူးခြားတဲ့အရေးချင်းမျိုးတွေအတိတ်ကပြဿနာမျိုးတွေရှိကောင်းရှိလိမ့်မယ်ပြီးတော့လူတွေကကို့နားမှာရုပ်ရည်ရတော့၎င်းတမမဟုတ်ရင်လည်း physically ရ mentally ရစသဖြင့်လိုအပ်ချက်တနည်းမဟုတ်တနည်းရှိနေကြတဲ့သူမျိုးတွေရှိလိမ့်မယ်ပြီးတော့ကိုယ့်ရဲ့ထူးခြားတဲ့စွမ်းရည်မျိုးကသူများတွေကိုကိုနောက်လိုက်စီချင်တာမျိုးတွေကိုကလည်းကိုနေရင်ပြီးမဲ့လဲ aura ကောင်းနေပေါ့နော်ဆွဲဆောင်မှုကောင်းတဲ့သူမျိုးတွေငကိုကလေးကဆွဲဆောင်မှုရှိတဲ့သူမျိုးတွေပူပြီးညားလိမ့်မယ်ပြီးတော့ဒီကက်ကိုယူတဲ့သူတွေကနောက်ထပ်ကကိုယ့်ရဲ့တည်ရှိနေတဲ့အရာတစ်ခုတည်းလည်းမဟုတ်ဘဲနဲ့လူတွေကိုတက်ရောက်မှုရှိတယ်ပေါ့နော်အစကလေးကကိုယ့်အနေကိုနေရင်ပဲနေတယ်ဘာမှပြပြင်ပြောင်းလဲစရာမလိုဘဲနဲ့လူတွေကိုဆွဲဆောင်နိုင်တဲ့သူမျိုးတွေပို့ပြီးတော့ညားတယ်ပြီးတော့ဒီရဲ့အချက်တွေကကိုယ့်ကိုလူတွေအာယုံဆိုင်နေတဲ့အချက်မျိုးတွေပြီးတော့ဒီရဲ့လူတွေကိုအာယုံဆိုင်ပြီးလူတွေကိုတတိထားမိစေတဲ့အချက်မျိုးတွေပေါ့နော်ကိုယ့်ရဲ့စိတ်ကနေပြီးတော့လူတစ်ယောက်ကိုအပြောတစ်ခုကြောင်းပြီးတော့ကိုယ့်ရဲ့ပြုမှုတစ်ခုကြောင်းလူတွေကိုကိုယ့်စီမှာကြာနေတော့အောင်ဆွဲဆောင်နိုင်တဲ့သူမျိုးတွေဒါမှမဟုတ်ရင်လည်းတခြားနည်းလမ်းမျိုးတွေကိုယ့်ရဲ့အပြုမှုတစ်ခုကလူတွေကိုတတိထားမိစေတဲ့အချက်မျိုးတွေပေါ့နော်ဒီကလူတွေကိုစမ်းကြဲစေတဲ့အချက်မျိုးတွေဖြစ်စေတယ်ပြီးတော့ကိုယ့်ရဲ့တခြားလူတွေမသိနိုင်တဲ့လောကဆန်းကျင်မှုတွေပေါ့နော်ပြောမယ်ဆိုကိုယ့်ရဲ့ lifestyle မျိုးတွေကိုယ့်ရဲ့အတိတ်ကပြဿနာမျိုးတွေပြီးတော့ကိုယ့်ရဲ့ personality life တွေကနေပြီးတော့ကိုယ့်ရဲ့ပုံစံကတီးတန့်အဲ့လို private center မျိုးတွေsecret ပေါ့နော်လောကမှုစံမျိုးတွေဖြစ်တတ်တယ်လူတွေကဒီရဲ့အရာမျိုးတွေကိုပို့ပြီးသိချင်တယ်ကိုယ့်ရဲ့ဘဝဆက်ကြောင်းကိုမလုပ်ပြရင်တော့မှပဲသိချင်တယ်ဆိုတဲ့အချက်မျိုးတွေရှိနေတယ်ပြီးတော့နောက်တကန့်အနေနဲ့ခါကျတော့18 plus to 21 plus 2ပေါ့နော် sexual ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကိုသူနဲ့ဆိုရင်ဘယ်လိုဖြစ်မှာလဲဆိုပြီးတော့အသွေးကနေပြီးတော့ပြစ်မာတဲ့သူမျိုးတွေဒါမှမဟုတ်ရင်လည်းဒီလိုမျိုးကိုနဲ့ပတ်သက်ပြီးတော့ dark side ဖက်သွေးနေတဲ့သူမျိုးတွေများလိမ့်မယ်ဒီရဲ့အချက်တွေကလည်းလူတွေကိုကိုကနေပြီးတော့တတိမထားမိဘဲနဲ့လူတွေကိုအာယုံဆိုင်နေရဲဆိုရက်အချက်မျိုးတွေဖြစ်ပါတယ်ခင်ဗျာကိုရိုင်းကဒီဘက်ကကိုကြက်လာတဲ့အခါမျိုးမှာကိုယ့်ရဲ့ဆွဲဆောင်မှုနဲ့စံတက်မှုတွေကကိုရိုင်းအများကြီးပါဝင်ပြီးသားဖြစ်တယ်ပြောင်းလဲစရာမလိုဘူးပြီးတော့ကိုယ့်ရဲ့ထူးခြားမှုတွေကလူတွေရဲ့အပေါ်ယံပေါ့နော်အပေါ်ယံကိုလှုပ်ဆောင်နိုင်မှုတွေရှိပြီးတော့ကိုယ့်အပေါ်ပေါ့နော်ချစ်ချင်တဲ့အားကြမှုတွေကိုဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့ရှိနေတဲ့ဂုဏ်ရှင်ဂုဏ်ဝါမျိုးတွေပါဝါတွေကိုတင်တင်များတအောင်သုံးချပြီးတော့ကောင်းတဲ့အရာမျိုးတွေဖြစ်လာအောင်လို့ကြိုးစားပါလို့တော့ကျွန်တော်ဒီကနေတော့ပြောချင်ပါတယ်ခင်ဗျာ personality မေးချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram နဲ့ဘက်ကနေဆက်သွယ်လို့ရပါတယ်ပြီးတော့ဒီဗီဒီယိုကကိုယ်နဲ့တိုက်ဆိုင်မှုရှိနေလားတိုက်ဆိုင်မှုရှိရဆိုရင်လည်းတိုက်ဆိုင်မှုရှိကြောင်းကွန်မန့်မဲ့ခဲ့ပြီးတော့နေ့တိုင်းရခံအပ်ပါတယ်ခင်ဗျာအားလုံးပဲတရားပြည့်စုံတဲ့နေ့တစ်တွေကိုအမြဲတမ်းပိုင်ဆိုင်ကြပါစေဗျ